WikiHub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျင်ဂါရီရဲ့ဟာသားဇက်ကွက်တွေနဲ့ကာတွန်းဆန်တဲ့ဇာတ်လမ်းလေးကြောင့် The Mask ရုပ်ရှင်ကငယ်ဘွားရဲ့အမှတ်ရစရာအမှတ်သင်ခဲ့တာတစ်ခုဖြစ်ခဲ့ပါတယ်။တကယ်လို့ကျွန်တော်တို့က movie ကို comics နဲ့တစ်ထပ်တည်းတူအောင်ကြည့်ခဲ့ရမယ်ဆိုရင်တော့ဒီခံစားချက်တွေကတစ်မျိုးတစ်ပုံပြောင်းလဲသွားကောင်းပြောင်းလဲနိုင်ပါတယ်။ဘာလို့လဲဆိုတော့ movie version က comic version နဲ့အများကြီးကွဲပြားမှုရှိခဲ့ပြီးတော့ comic version ကတော်တော်လေးကို dark တဲ့ဘက်ကိုသွားလို့ပဲဖြစ်ပါတယ်။ပထမဦးဆုံးမျက်နှာဖုံးရဲ့ origin နဲ့ပုံမှန်သွင်းမြင်ကိုနှိုင်းယှဉ်ကြည့်ကြပါမယ်။ရုပ်ရှင်ထဲမှာတော့ဒီမျက်နှာဖုံးကို Mask of Loki လို့အမည်ပေးထားပြီးတော့နာမည်တိုင်းပဲညာနက်ဖရာတစ်ပါးဖြစ်တဲ့ Loki ကဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မျက်နှာဖုံးကနေဘက်ဒီမှာအလုံးမလုံးပဲညာဘက်ကျမှတာလုပ်တာဖြစ်ပါတယ်။ဖန်တီးတဲ့သူဟာနော်ဝေနက်ဖရာဒန်နာရီတွေက Loki ဖြစ်တာကြောင့်မျက်နှာဖုံးရဲ့ပုံစံက Viking တွေရဲ့ခေါင်းဆောင်ပုံစံနဲ့ပိုတူပါတယ်။ Comics ထဲမှာတော့ဒီမျက်နှာဖုံးကိုအာဖရိကဒေါ်နယ်ထဲကလူမျိုးတစုကဖန်တီးခဲ့တာလို့ပြောထားပြီးတော့သူတို့ရဲ့ဘာသာရေးပွဲတွေမှာအသုံးပြုဖို့အစီအစဉ်တွေနဲ့တကွပြုလုပ်ထားတဲ့ဂျင်းစာသစ်မျက်နှာဖုံးပဲဖြစ်ပါတယ်။မူဗီနဲ့မတူတာကတော့ comics တွေကမျက်နှာဖုံးရဲ့အစွမ်းတတိဟာနေညမျိုးအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။မူဗီတွေကမျက်နှာဖုံးကစိမ်းရောင်ဖြောတော့တစ်သားမျက်နှာဖုံးဖြစ်ပေမဲ့ comics ထဲမှာတော့ကြောက်စိမ်းနဲ့လှုပ်ထားတဲ့မျက်နှာဖုံးအနေနဲ့တွေ့ရမှာပါ။အာဖရိကမျိုးနွယ်စုရဲ့ဖန်တီးမှုဖြစ်လို့မျက်နှာဖုံးရဲ့ပုံသဏ္ဍာန်ကအာဖရိကနရုတ်တရဲ့မျက်နှာနဲ့တော်တော်လေးဆင်တူပါတယ်။ဇာတ်လမ်းပုံစံကလည်းတော်တော်လေးကိုကွဲပြားခဲ့ပြီးတော့မူဗီတွေက Stanley Ipkiss ဟာ Mask of Loki ကိုချောင်းထဲကနေမတော်တဆရှာတွေးခဲ့တာဖြစ်ပြီး comics ထဲမှာတော့ချစ်သူဖြစ်တဲ့ကတ်တီကိုလက်ဆောင်ပေးဖို့အတွက်ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးရဲ့တူညီတဲ့အချက်တစ်ခုရှိပါတယ်။ဒါကတော့ Stanley ဆိုတဲ့ဇာတ်ကောင်ဟာသူများအနိုင်ကျင့်သမျှဖြန့်ချသမျှကိုခံရတဲ့ရှုံးသမားတစ်ယောက်ဆိုတဲ့ဖြစ်တည်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျင်ကာရီရဲ့ဇာတ်ကောင်ကဘဝကတမယာသီးတွေပေးလာရင်တမယာရီဖြောတောက်ပြစ်မယ်ဆိုတဲ့ fan ဖြစ်တဲ့ဇာတ်ကောင်မျိုးဖြစ်ပြီးတော့comics တွေက Stanley ကတော့သူ့စိတ်ထဲကနာကျင်မှုတွေမကျဉ်တဲ့ချက်တွေကိုကလေးစားတဲ့အဖြစ်ပြောင်းလဲပစ်ခဲ့တဲ့ကြောက်စရာဇာတ်ကောင်စီရိုက်တစ်ခုဖြစ်ပါတယ်။ဒီအကြောင်းကို The Mask ရဲ့ပထမဆုံး issue ဖြစ်တဲ့ The Mask Mayhem ထဲမှာဖော်ပြခဲ့ပါတယ်။ Stanley ကသူ့ရဲ့ဖိနှိပ်ခံရမှုတွေမကျဉ်တဲ့ချက်တွေကိုသူ့ရဲ့စိတ်အတွင်းနဲ့ထဲမှာတင်ဆဲထားခဲ့ပြီးတော့မျက်နှာဖုံးကအဲ့ဒီစိတ်ရိုင်းတွေကိုပွင့်ထွက်စေဖို့အတွက်တွန်းအားပေးခဲ့ပါတယ်။ Stanley ကသူပထမဆုံးစွမ်းအားကိုခံစားမိချိန်မှာစိတ်ကောင်းနှလုံးကောင်းလေးရှိခဲ့သေးပေမဲ့သူပထမဆုံးလုပ်တဲ့အလုပ်ကတော့ကလေးစားချေတာပဲဖြစ်ပါတယ်။သူကိုဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဆိုင်ကယ်စီးလမ်းသေးတွေကိုရဲဆက်ဆက်တပ်ပစ်ခဲ့ပြီးတော့ဆိုင်ကယ်စီးကလပ်တစ်ခုလုံးကိုမီတင်ရှို့ပစ်ခဲ့တာပါ။ဒါအပြင်သူ့ကိုကျင်းထက်ရိုက်စားလုပ်ခဲ့တဲ့ workshop ဆရာနှစ်ယောက်ကိုလည်းရက်ဆက်တဲ့နီးတွေနဲ့တပ်ပစ်ခဲ့ပါတယ်။ကွားတွေနဲ့ချက်ပေါင်းများစွာထိုးဆိုင်ပစ်တာကားရီဇောပိုက်ကိုပါဇက်ထဲထိုးထည့်တာတွေက comics ထဲမှာမဟုတ်လို့ဒါမသိတာပဲမဲ့ရုပ်ရှင်ဖြစ်နေတာတကယ်ရိုက်ကူးပစ်ခဲ့ရင်တော်တော်လေးကို violence ဖြစ်မဲ့ scene တွေဖြစ်မှာတော့သိကြပါတယ်။သူ့ရဲ့အညိုးတွေအာဃာတတွေကငယ်စဉ်ကလေးကဖြစ်တည်ခဲ့တာဖြစ်ပြီးတော့သူငယ်စဉ်ကစာမေးပြီးအဆက်ခွဲခဲ့တဲ့ဆီယာမကိုမျက်နှာပေါ်ခြေစုံနေပြီးတော့တပ်ပစ်ခဲ့တာပါမျက်နှာဖုံးရဲ့အစွမ်းကိုရကြတဲ့ကသူဟာသူ့ကိုအနိုင်ကျင့်ဖိနှိပ်ခဲ့တဲ့သူတွေရဲ့စရင်ကိုခြာရေးထားခဲ့ပြီးတော့တယောက်ချင်းစီကိုစိမ့်ပြင်းပြကလေးစားချီခဲ့ပါတယ်ပိုဆိုးတာကမျက်နှာဖုံးရဲ့အစွမ်းကိုတုံးပြီးတော့မဆိုင်တဲ့သူတွေအပေါ်မှာပါအနိုင်ကျင့်တပ်ဖြတ်တာတွေပါလှုပ်လာတာပဲဖြစ်ပါတယ်အဲဒီမေဟန်ကောမစ်ရဲ့ဇက်သိန်းကမ်းမရောက်ခင်မှာစတန်လီဟာ SCT ထဲမှာပတ်တောင်းညမ်းခဲ့ပြီးတော့ရဲကားတွေနဲ့ရဲတော်တော်များများကိုအရှင်လက်လက်မိလောင်တိုက်သွင်းပစ်ခဲ့ပါသေးတယ်။ Comics နဲ့ movie ဟာဇလန်တစ်လျှောက်ကွဲပြားခဲ့သလိုညီကုန်းဟာလည်းတော်တော်လေးကိုကွဲပြားခဲ့ပါတယ်။ movie ထဲမှာတော့အရှုံးသမားလူအေးလေးစတန်လီဟာသူချစ်တဲ့သူနဲ့ SCT ကိုသူရဲကောင်းဆန်ဆန်ကယ်တင်ဖို့ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ချီရသူနဲ့ပေါင်းဖက်ဆုံးသက်သွားခဲ့ပါတယ်။ Comics ထဲမှာတော့စိုးတန်းတောင်းကျမ်းနေတဲ့စတန်လီရဲ့လုပ်ရက်တွေကိုမကြည့်ရနိုင်တော့တဲ့ကက်တီကစတန်လီမျက်နှာဖုံးမရှိတဲ့အချိန်ကအခွင့်ကောင်းယူပြီးတော့တနက်နဲ့ပြစ်တက်ခဲ့တာပဲဖြစ်ပါတယ်။ movie ထဲမှာတော့ရေဘူးရအားဖြင့်မျက်နှာဖုံးပိုင်ရှင်က Stanley Ipkiss တယောက်တည်းဖြစ်ပေမဲ့ comics ထဲမှာတော့ Stanley သေပြီးတဲ့နောက်တခြားဇာတ်ကောင်ပေါင်းများစွာကမျက်နှာဖုံးကိုလက်ဆင့်ကမ်းခဲ့ကြပါတယ်။ရဲမှုကယ်လာဝေးကက်တီနဲ့လူတန်ကြီးဝါတာတို့ကဒီမျက်နှာဖုံးကိုတက်ဆင်ကြတဲ့လူတွေထဲမှာမမရရဖြစ်စရာဇာတ်ကောင်တွေဖြစ်ခဲ့ကြပြီးတော့ DC Comics နဲ့ crossover လုပ်ခဲ့တဲ့ comics ထဲမှာဂျိုကာကလည်း The Mask Wearer တယောက်ဖြစ်ခဲ့ပူပါတယ်။နောက်ကိုကလေးကမှယူသွတဲ့ဂျိုကာက The Mask of Loki နဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့ဘယ်လိုယူသွမှုတွေဖြစ်လာမလဲဆိုတာကိုတော့သက်ဗီဒီယိုတစ်ပုဒ်လုပ်ပေးပါဦးမယ်။ဒီတော့ဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်ဆိုရင်တော့ like and subscribe လေးပေးသွားကြပြီးတော့တကယ်ချင်းတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးသွားပေးကြပါအောင်ခင်ဗျာ။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်။